ဒီနေ့ပူးတွဲသတင်းစာရှင်းလင်းပွဲကိုတက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်နဲ့အနီးနားကလမ်းတွေမှာလုံခြုံရေးတွေတင်းကျပ်စွာချထားပြီးကျင်းပခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဘာရက်အိုဘားမားဟာမနေ့ညကနေပြည်တော်မှာနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။သမ္မတအိုဘားမားကအမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံအပြောင်းလဲပေါ်အမြင်တွေကိုလည်းဆွေးနွေးခဲ့တယ်လို့အခုလိုပြောပါတယ်။ The process is still incomplete. And I was very specific with the president in terms of how we will measure whether or not the transition has been fully realized. Number one, we expect elections to take place on time. နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့မနေ့ကတွေ့ဆုံဆွေးနွေးရမှာမိမိအနေနဲ့အချက်၅ချက်ကိုရှင်းပြခဲ့ပါတယ်။ပထမအချက်ကလာမယ့်2015ရွေးကောက်ပွဲကိုသတ်မှတ်ထားတဲ့အချိန်မှာကျင်းပနိုင်ဖို့အပြင်လွတ်လပ်ပြီးတရားမျှတမှုရှိဖို့နဲ့အားလုံးပါဝင်ခွင့်ရတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ကြောင်းဒုတိယတစ်ချက်ကလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အခန်းအချို့ဟာအဓိပ္ပာယ်မရှိကြောင်းနဲ့ဖွဲ့စည်းပုံပြင်ဆင်ရာမှာပြည်သူတွေရဲ့သဘောထားကအရေးကြီးကြောင်းတတိယအချက်အဖြစ်လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအမေရိကန်အစိုးရအနေနဲ့အားပေးထောက်ခံကြောင်းရှေ့ဆက်ဆွေးနွေးအဖြေရှာဖို့ကိုလည်းတိုက်တွန်းကြောင်းစတုတ္ထအချက်အနေနဲ့ဘာသာခြားလူနည်းစုတွေအပေါ်ခွဲခြားဆက်ဆံမှုတွေရှိနေတာဟာမြန်မာနိုင်ငံသွားကျင်တဲ့အပြောင်းအလဲမဟုတ်ကြောင်းနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုထိခိုက်နိုင်ကြောင်းဒါအပြင်အစိုးရကိုဝေဖန်ရေးသားတာကြောင့်သတင်းမီဒီယာသမားတွေကိုဖမ်းဆီးထောင်ချတာတွေဟာလွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုထိခိုက်ကြောင်းအဲ့ဒီလိုအချက်တွေဟာနှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးကြောင်းသမ္မတအိုဘားမားကပြောခဲ့တာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကလည်းလက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းလဲပေါ်အကောင်းမြင်လို့တာကိုလက်မခံကြောင်းနဲ့အရှိကိုအရှိတိုင်းမြင်ကြဖို့အခုလိုပြောပါတယ်။ Let us say a bumpy patch, but this bumpy patch is something that we can negotiate with commitment and with the help and understanding of ကျမတို့နိုင်ငံရဲ့အပြောင်းလဲဟာအဖို့တစ်တွေများတဲ့ခီးကျန်းအဆင့်မှာပဲရှိနေသေးတယ်။နိုင်ငံတကာကမိတ်ဆွေတွေရဲ့အကူအညီနဲ့ဒီအခြေအနေကိုညှိနှိုင်းဆွေးနွေးပြီးပြောင်းလဲပြနိုင်ပါတယ်။လက်ရှိအခြေအနေကိုပြောမယ်ဆိုရင်အကောင်းမြင်လွန်းတာနဲ့အဆိုးမြင်လွန်းတာနှစ်ခုအကြားမှာကြည့်တတ်ဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာလည်းမြန်မာပြည်သူတွေလိုလားတဲ့ပန်းတိုင်ကိုရောက်ရမယ်ဆိုတာကိုလည်းယုံကြည်ချက်ထားပြီးလှုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။အပြောင်းလဲကိုထောက်ခံအားပေးတဲ့အမေရိကန်နိုင်ငံလိုမိတ်ဆွေတွေကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တာဖြစ်ပါတယ်။သတင်းမီဒီယာသမားတွေကိုဖမ်းဆီးချုပ်နှောင်တာတွေရှိနေတာနဲ့ပတ်သက်ပြီးသတင်းတောက်တဦးကနိုင်ငံတော်သမ္မတနဲ့ဆွေးနွေးဖြစ်ပါသလားလို့မေးမြန်းရမှာသမ္မတအိုဘားမားက I didn't bring up specific cases with him. I brought up a basic principle that I stated earlier, which is that a free press is a foundation for any democracy. We rely on journalists. အသေးစိတ်ကိစ္စတွေကိုတစ်ခုချင်းစီဆွေးနွေးတာမရှိပါဘူး။သတင်းမီဒီယာလွတ်လပ်ခွင့်ဟာဘယ်လိုဒီမိုကရေစီစနစ်မျိုးအတွက်မဆိုအခြေခံလိုအပ်ချက်ဖြစ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။အစိုးရရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်ဖို့အတွက်သတင်းမီဒီယာသမားတွေကတာဝန်ယူရပါတယ်။အစိုးရကသတင်းမီဒီယာသမားတွေကိုထိန်းချုပ်ထားမယ်ဆိုရင်ပြည်သူတွေအမှန်သိဖို့အခက်အခဲဖြစ်ပါတယ်။သတင်းမီဒီယာသမားတွေကိုဖမ်းဆီးတာတပ်ဖြတ်တာချိန်ချောက်တာတွေရှိတဲ့ဘယ်အစိုးရမျိုးမဆိုမိမိအနေနဲ့ရှိလာရင်ပြောရမှာဖြစ်တယ်လို့သမ္မတအိုဘားမားကပြောခဲ့တာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘူးဆိုရင် NLD အနေနဲ့ရွေးကောက်ပွဲမှာအခက်အခဲဖြစ်မလားဆိုပြီးသတင်းတောက်တဦးကမေးမြန်းရမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုဖြေပါတယ်။ I think it's too early to ask this question. We've just spent one afternoon debating the question of the constitutional amendment. I think perhaps some of you may have heard that proportional representation is not going to be instituted. So when we started defending လက်ရှိအခြေအနေမှာအဲ့ဒီမေးခွန်းကိုမေးဖို့စောနေပါသေးတယ်။ PR စနစ်ရွေးကောက်ပွဲမှာမသုံးတော့ဘူးလို့အခုဆိုရင်လွှတ်တော်ကဆုံးဖြတ်လိုက်ပါပြီ။ PR ကိုကန့်ကွက်ခဲ့တုန်းကလည်း NLD ကိုယ်စားလှယ်ဟာအနည်းစုဖြစ်တဲ့အတွက် PR ကိုကန့်ကွက်လဲထူပါမလားဆိုပြီးတန်တရားရှိကြပါတယ်။တကယ်တော့ဘယ်ဟာကတိုင်းပြည်အတွက်အကောင်းဆုံးလဲဆိုတဲ့ယုံကြည်ချက်နဲ့ကန့်ကွက်တာဖြစ်ပါတယ်။အခုဖွဲ့စည်းပုံပြင်ဖို့တောင်းဆိုနေတာဟာလဲကျမတို့အနိုင်ယူခြင်းလို့ပြောနေတာမဟုတ်ပါဘူး။ဒီတိုင်းပြည်ကိုပြည်သူတွေရဲ့ဆန္ဒအတိုင်းဒီမိုကရေစီတိုင်းပြည်အလုပ်ဖြစ်တဲ့တိုင်းပြည်မျိုးဖြစ်ချင်တယ်ဆိုရင်လက်ရှိဖွဲ့စည်းပုံမှာပါတဲ့တချို့အခန်းတွေဟာမဖြစ်သင့်ဘူးဆိုတာကိုပြောနေတာဖြစ်ပါတယ်။ပြည်သူတွေကလည်းဖွဲ့စည်းပုံပါအခန်းတချို့ကိုပြင်ဆင်စေလိုတယ်။ကျမတို့ကိုထောက်ခံတယ်ဆိုတာယုံကြည်ပါတယ်။ကျမတို့ကလည်းသဘောထားမတူသူတွေနဲ့ညှိနှိုင်းဆွေးနွေးပြီးအဖြေရှာဖို့ကိုပဲလိုလားပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတာဖြစ်ပါတယ်။ဒီကနေ့သတင်းစာရှင်းလင်းပွဲအပြီးမှာ
အမေရိကန်သမ္မတအိုဘားမားဟာအမေရိကန်တန်ယုံမှာရပ်ဖက်လူမှုအဖွဲ့အစည်းကကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့သလိုညနေပိုင်းမှာရန်ကုန်တက္ကသိုလ်စိန်ရတုအခမ်းအနားမှာအရှေ့တောင်အာရှနိုင်ငံများအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလူငယ်200ကျော်နဲ့တွေ့ဆုံပြီးမိန့်ခွန်းပြောခဲ့ပါတယ်ခင်ဗျာ There are 20 questions on here. Just want to know our question. Why don't you just ask me one of them?